ဒီမိန်းကလေးမှာငယ်စဉ်ကတည်းကအနာဂတ်ကိုကြိုတင်မြင်နိုင်တဲ့အစွမ်းရှိခဲ့ပါတယ်။တနေ့မှာတော့လမ်းဖြတ်ကူးနေရင်လမ်းလျှောက်လာတဲ့စုံတွဲတွဲကိုသူမတွေ့လိုက်ရပါတယ်။သူမဟာချက်ချင်းပဲပုံဆွဲစာအုပ်ကိုထုတ်မျက်စိကိုမိတ်ပြီးပုံစံတူစတင်ရေးဆွဲပါတော့တယ်။သူမရဲ့လက်တွေဟာမမြင်ရတဲ့စွမ်းအားတစ်ခုကထိန်းချုပ်ထားသလိုမျိုးအရန်ကိုမြန်ဆန်နေခဲ့ပါတယ်။ခဏအကြာမှာတော့သူမဟာအဲ့ဒီအမျိုးသားစီသွားပြီးပုံကိုပေးကတိတ်တဆိတ်ပဲထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီစုံတွဲကစာရွက်ကိုကြည့်လိုက်တဲ့အခါမှာတော့ထိတ်လန့်တုန်လှုပ်သွားကြပါတယ်။အကြောင်းကတော့အဲ့ဒီပုံထဲမှာအမျိုးသားဟာကြောက်စရာကောင်းတဲ့မတော်တဆမှုတစ်ခုနဲ့တိတ်ဆုံးနေတာကိုဖော်ပြနေလို့ပဲဖြစ်ပါတယ်။အဲ့ဒီနောက်ချက်ချင်းဆိုသလိုပဲအနီးနားကစောက်လုပ်ရေးလုပ်ငန်းခွင်ကနေတံမဏိကျိုးတစ်ချောင်းပြက်ကျလာပြီးအမျိုးသားရဲ့ခန္ဓာကိုယ်ကိုတက်တက်ကြီးဖြတ်တန်းသွားပါတော့တဲ့အံ့ဩစရာကောင်းတာကတော့ဖြစ်ပျက်သမျှအရာအလုံးဟာပုံထဲကအတိုင်းထပ်တူကျနေတာပါပဲ။ဒီဖြစ်ရဟာရဲတပ်ဖွဲ့ရဲ့အာယုံစိုက်မှုကိုချက်ချင်းရရှိသွားခဲ့ပါတယ်။ရဲအရာရှိတွေမိန်းကလေးရဲ့အိမ်ကိုရောက်လာတဲ့အခါမှာတော့သူမကိုဖမ်းဆီးလိုက်ပါတယ်။စစ်ဆေးမင်းမြတ်နေစဉ်အတွင်းမိန်းကလေးဟာသူမရဲ့လှုပ်ဝက်ချက်ကိုဖွင့်ဟခဲ့ပါတယ်။သူမဟာအနာဂတ်ကိုမြင်နိုင်နေဆိုတာပါပဲ။စုံထောက်အန်နာအနေနဲ့ဒါကိုယုံကြည်ဖို့ခက်ခဲနေခဲ့ပေမဲ့အဲ့ဒီနောက်မှာတော့မိန်းကလေးဟာနောက်ထပ်ကြောက်မက်ဖွယ်ကောင်းတဲ့အိမ်မက်တစ်ခုကိုထပ်မံမြင်မှတ်ခဲ့ပါတယ်။သူမဟာကြောက်စရာကောင်းတဲ့ပျက်စီးဆုံးရှုံးမှုကြီးကိုမြင်ခဲ့ရပါတယ်။နေရာအနှံ့မှာအလောင်းတွေရှိနေပြီးပောက်ကွဲမှုတွေကြောင့်လူတွေဟာလေထဲကိုလွင့်စင်သွားခဲ့ကြပါတယ်။ဒီလိုရှုပ်ထွေးပျက်စီးနေတဲ့ကြားထဲကနေဒီနေရာကိုသိနိုင်မဲ့ဆိုင်းဘုတ်တစ်ခုကိုသူမသတိထားမိလိုက်ပါတယ်။မိန်းကလေးကဒါကိုအန်နာကိုပြောပြခဲ့ပါတယ်။သူမမြင်မှတ်ခဲ့တဲ့ဆိုင်းဘုတ်ရဲ့အကူအညီနဲ့အန်နာနဲ့သူမရဲ့အဖွဲ့ဟာဒီနေရာကိုရောက်ရှိသွားပြီးမြေအောက်ကားပါကင်ထဲကိုဝင်ရောက်ခဲ့ကြပါတယ်။အဲ့ဒီနေရာမှာသူတို့ဟာတန်တရားဖြစ်စရာတစ်ခုခုကိုအာရုံရခဲ့ကြပါတယ်။အပေါ်ကဖုံးထားတဲ့အဝတ်စာကြီးကိုဖယ်လိုက်တာနဲ့အားလုံးမှင်သက်သွားခဲ့ကြပါတယ်။အဝတ်စာအောက်မှာတော့ဘုံတွေအပြည့်တင်ထားတဲ့ကားတစ်စီးဖြစ်နေလို့ပါပဲ။မိန်းကလေးရဲ့ကျေးဇူးကြောင့်ကြီးမားတဲ့ဘေးရန်ရဲ့ကြီးတစ်ခုကိုရှောင်လွှဲနိုင်ခဲ့ပါတယ်။နောက်ရက်မှာတော့သူမဟာပုံမှန်အတိုင်းဘတ်စကားပေါ်ကိုတက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အတန်ကိုထပ်မံကြားလိုက်ရပြန်ပါတယ်။သူမဟာပုံဆွဲစာအုပ်ကိုချက်ချင်းထုတ်ပြီးစတင်ရေးဆွဲပါတော့တယ်။ခီးတဲ့တိုင်းကိုတေချာကြည့်ပြီးတဲ့နောက်သူမရဲ့အကြည့်တွေဟာအမျိုးသားတစ်ယောက်စီမှာရက်တန်သွားခဲ့ပါတယ်။သူဟာသူမရဲ့ပုံထဲကအမျိုးသားနဲ့တပုံစံနဲ့ပါပဲ။ဒါပေမဲ့သူမပုံဆွဲလို့လည်းပြီးမော်လဲကြည့်လိုက်ရောအဲ့ဒီအမျိုးသားဟာပျောက်ကွယ်သွားခဲ့ပါပြီ။မိန်းကလေးဟာကားကိုချက်ချင်းရက်ခိုင်းပြီးသူ့နောက်ကိုလိုက်သွားခဲ့ပေမဲ့သူဟာလူအုပ်ထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်။သူမဟာအန်နာကိုအမြန်ဖုံးဆက်ပြီးရေကန်နားမှာတွေ့ဖို့ချိန်လိုက်ပါတယ်အန်နာရောက်လာတဲ့အခါမှာတော့မိန်းကလေးဟာသူမကိုနောက်ထပ်ပုံတစ်ပုံပြလိုက်ပါတယ်။ဒီတစ်ချိန်မှာတော့ပုံထဲမှာလူသေးလောင်းတွေဒဏ်ရာရနေတဲ့သူတွေနဲ့နေရာအနှံ့ပျက်စီးဆုံးရှုံးနေတဲ့ကြောက်မက်ဖွယ်မြင်ကွင်းတွေကိုဖော်ပြနေပါတော့တယ်